2026မှာခင်ဗျားတို့ကြည့်ထားတယ်မှာ2026ကအနှစ်မကုန်ပါဘူးခင်ဗျားတို့စကိုင်းမကွေးမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေကိုကျွန်တော်တို့ချင်းတွင်းမြစ်ထဲကိုကန်ချပါမယ်ချင်းတွင်းမြစ်ထဲကိုကန်ချပါမယ်ပြီးတော့ AR မြစ်ထဲကိုကန်ချပါမယ်အလွဲတွေပြောတယ်ဗျာအဲ့ဒီကိုကျော်စိုးဦးတော့ခင်ဗျားလည်းတော်တော်တလွဲပြောတဲ့လူဗျာခင်ဗျာပြီးရင်ကျွန်တော်တို့ဒီဘက်စစ်တောင်းမြစ်ဝမ်းလွင်မှာရှိတဲ့ KNU နဲ့လောက်ကောင်များကိုကျွန်တော်တို့စစ်တောင်းမြစ်ထဲကိုကျွန်တော်တို့ကန်ချပါမယ်ဒါကျွန်တော်တို့ဒီ2026ခုနှစ်တည်းမှာဒီ area ကြီးကျွန်တော်တို့ပြောင်းပါလိမ့်မယ်ခင်ဗျားကြည့်လိုက်ပါဖားရင်လည်းကြည့်ပြီးတော့လည်းဖားအောင်ခင်ဗျာနော်ကိုကျော်စိုးဦးနော်ခင်ဗျာတမတော်ဖားရင်လည်းကြည့်ပြီးတော်လမျိုးတွေအားလုံးပဲသဘောဝပေးနေမိပြီးတော့မှအများဆုံးကင်းဝေးကြပါသလိုဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျရိုဒင် channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မေလ25ရက်နေ့ဖြစ်ပါတယ်မေလ25ရက်နေ့မနက်ပိုင်းထင်ဆောင်ရတဲ့သတင်းတွေကိုစူးစီးတင်ပြပေးတော့မှဖြစ်တဲ့တော်လမျိုးအားလုံးပဲစုံနေရှိဖို့ဒီနေ့မှတောင်းဆိုလိုက်ပါတယ်ပထမဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုကျိုးစီးပွားတွေနိုင်ငံတော်အာဏာကိုအတင်းတမမတရားဖြင့်သိမ်းပိုက်ထားသည်မှာဒီနေ့မှဆိုရင်တော့1940ရဲ့တိတိရှိပါတယ်မနိုင်ငံတော်တရက်တာတွင်စစ်ကောင်စီကစစ်ခွေးတည်ဆုံမှုစင်းမှာတော့စကိုင်းတိုင်းကတာမြို့နယ်မှာတော့73ကောင်တည်ဆုံနေတာသိရှိကြပြီးတော့တင်းသားတိုင်းတင်းသားမြို့နယ်မှာ6ဦးလင်းဝင်ရောက်ပြီးမကွေးတိုင်းကုတ်ကူမြို့နယ်မှာလည်း2ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ပထမဆုံးသတင်းပုတ်အနေနဲ့ကတော့အာဆီယံစည်းဝေးမှာကာချုပ်ရဲဝင်းဦးကမြန်မာနိုင်ငံဟာဒီမိုကရေစီဆိုရပေါ်ပေါက်နေပြီလို့ပြောခဲ့တယ်သိရှိရပါတယ်။ဒါကတော့ online မှာတစ်ဆင့်ကျင်းပပြုလုပ်ခဲ့တဲ့23ကြိမ်မြောက်အာဆီယံတက်မတော်ကာကွယ်ဦးစီးချုပ်များစည်းဝေးကိုမြန်မာစစ်တပ်ရဲ့ကာကွယ်ဦးစီးချုပ်တည်ဖြစ်တဲ့ရဲဝင်းဦးတယောက်ခဲ့တာဖြစ်ပြီးတော့မြန်မာနိုင်ငံဟာဒီမိုကရေစီနီးလန်းတကျဘေးကောက်တင်မြောက်ထားတဲ့အစိုးရတည်းရဲ့ပေါ်ပေါက်နေပြီလို့ပြောဆိုခဲ့တာတွေ့ရှိရပါတယ်။အဲ့ဒီအစည်းအဝေးမှာတော့ဖိလစ်ပိုင်တက်မတော်စေဦးစီးချုပ်ကဥက္ကဋ္ဌဖြစ်ဆောင်ရွက်ကမိမိတို့အနာဂတ်လုံခြုံစိတ်ချရစေဖို့အတူလက်တွဲဆောင်ရွက်ကြသူကောင်းစဉ်နဲ့ကျင်းပခဲ့ရလည်းဖြစ်ပါတယ်။ဒီဝေးတွင်မှာတော့စစ်တပ်ကာချုပ်တွေရဲဝင်းကမြန်မာနိုင်ငံမှာပြည်သူ့စံနာတိုင်းဘေးကောက်တင်မြောက်ထားတဲ့လွတ်တော်တွေနဲ့အစိုးရတည်းတွေပေါ်ထွက်လိုက်ဖြစ်လို့ရှေ့ဆက်ပြီးလဲဒေသအခြေခံဖက်ဒရယ်စနစ်တရားဥပဒေစိုးမိုးရေးတွေအုပ်ချုပ်မှုရန်တရားပြည်ပြောင်းလဲရေးတို့အရှိန်အဟုန်နဲ့ဆောင်ရွက်သွားမယ်လို့မျက်နှာပြောင်တိုက်ပြီးပြောဆိုသွားတယ်သိရှိရပါတယ်။နောက်တဲ့သတင်းပုံအနေနဲ့ကတော့လက်ရှိမှာပြည်သူတွေကနေပြီးတော့ပေါကရုံးကိုမင်းလက်ကိုမကြခင်ရောက်တော့မယ်လို့ပြောတဲ့ပတ်သက်ပြီးပေါကရုံးကနေပြီးပြန်လည်တုံ့ပြန်လာတော့တွေ့ရှိရပါတယ်။ပေါကရုံးအနေနဲ့သူဟာရဟန္တာတစ်ပါးမဟုတ်သလိုသူ့ကိုလွယ်တကူနဲ့လုပ်ရမှာမဟုတ်ကြောင်းဆိုတာကိုလည်းပြောထားတဲ့သူ့ရဲ့ဗီဒီယိုဖိုင်နဲ့ထွက်ပေါ်လာတာဖြစ်ပါတယ်။ဘာဖြစ်လက်ရှိမှာတော့ပေါကရုံးကနံပါတ်1ပြေးနေတဲ့လူစော်ဒီခေါင်းဆောင်တယောက်ဖြစ်နေတာလေအားလုံးသိရှိမှာဖြစ်ပါတယ်။ဟုတ်တယ်ဒီပြီးတဲ့အဲ့တော့ပြောချင်တာကတော့ပေါကိုတော်ကလည်းပေါကိုတော်ရဲ့အေးစစ်စစ်နေပြီးနည်းနည်းလေးတော့ခြံထားရည်နည်းနည်းလေးတော့ခြံထားရည်နော်အဲ့တော့ပေါကိုတော်လည်းနီးပြီဆိုတာထက်ကြက်ပြန်မဖြစ်အောင်ပဲကြိုးစားပါလို့ပဲပြောချင်ပါတယ်နော်ကြက်ပြန်မဖြစ်အောင်ပဲကြိုးစားပါပေါကိုတော်ကရဟန္တာမဟုတ်ပါဘူးနော်ပေါကိုတော်ကလွယ်လွယ်ကူကူလုပ်လို့ရတဲ့အထက်မှာပေါကိုတော်ပေါ့ဆိုမကောင်းတဲ့ထက်ကနော်ဒုက္ခနာမှာသားလေးတော့2026ခုနှစ်မှာကုန်ကမှာ PDF တွေအကုန်လုံးကိုအင်းနွေမြစ်တွေ ARD မြစ်တွေကိုကန်ချမယ်ဆိုပြီးတော့သူ့ငွေထုတ်ခံထားတဲ့ကျော်စိုးကတော့ထားပြီးပြောတာတွေ့ရှိရပါတယ်။ကဲဟိုပဲချင်းမြစ်တော့ကန်ချမလား ARD မျိုးကန်ချမလားသူပဲကန်ချခံမလားဆိုတာကတော့ကျွန်တော်တို့တွေတော်လန်ရဲဘော်တွေပေါ်မှာမူတည်တယ်ဆိုတာကတော့အလုံးသိရှိမှာဖြစ်ပါတယ်။2026ပေါ့2026မှာခင်ဗျားတို့ကြည့်ထားတယ်မှာ2026ကအနှစ်မကုန်ပါဘူးခင်ဗျားတို့စကိုင်းမကွေးမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေကိုကျွန်တော်တို့ချင်းတွင်းမြစ်ထဲကိုကန်ချပါမယ်ချင်းတွင်းမြစ်ထဲကိုကန်ချပါမယ်ပြီးတော့ AR မြစ်ထဲကိုကန်ချပါမယ်ပြီးရင်ကျွန်တော်တို့ဒီဘက်စစ်တောင်းမြစ်ဝမ်းလွင်မှာရှိတဲ့ KNU နဲ့လောက်ကောင်များကိုကျွန်တော်တို့စစ်တောင်းမြစ်ထဲကိုကျွန်တော်တို့ကန်ချပါမယ်ဒါကျွန်တော်တို့ဒီ2026ခုနှစ်တည်းမှာဒီ area ကြီးကျွန်တော်တို့ပြောင်းပါလိမ့်မယ်ခင်ဗျားကြည့်လိုက်ပါမှတ်မှတ်ရအနေနဲ့ဒီမေလ19ရက်နေ့မှာတက်ချုပ်ကြီးဗိုလ်ချုပ်ကြီးရုံးကကလောတက်နေမှာရှိတဲ့အရာရှိစစ်တီတွေနဲ့ကျွန်တော်တွေ့ဆုံမှုပြုလုပ်ခဲ့တယ်အဲ့ဒီမှာဘာပြောသွားလဲဆိုတော့ပြည်သူတွေပေါ်အနိုင်ကျင့်စော်ကားလျက်ရှိသည့်အကြမ်းဖက်များကိုခြေမုံတုတ်တင်လျက်ရှိတယ်အရှင်းရှင်းလေးနော်အနှစ်သာတော့ကြည့်လိုက်ပြောခဲ့တာကမေလ18ရက်နေ့ကပြောခဲ့တာကလောတက်နေမှာပြောခဲ့တာတက်ချုပ်ကြီးဗိုလ်ချုပ်ကြီးရုံးကပြောခဲ့တာတက်ချုပ်ကြီးဗိုလ်ချုပ်ကြီးရုံးကပြောခဲ့တာပြည်သူတွေအပေါ်မှာအကြမ်းဖက်အနိုင်ကျင့်စော်ကားလျက်ရှိတဲ့ပြည်သူတွေပေါ်အနိုင်ကျင့်စော်ကားလျက်ရှိအကြမ်းဖက်များကိုခြေမုံတုတ်တင်လျက်ရှိပါတယ်ခြေမုံတုတ်တင်တယ်အဲ့တော့ကျွန်တော်တို့ပြောပါမယ် PDF တွေအနေနဲ့ခင်ဗျားတို့ကိုယ့်ရဲ့အသက်ရှင်ရည်တည်ခွင့်ကိုကိုယ်တိုင်ရွေးချယ်ပါတက်မတော်ကတော့ပြက်ပြက်သားသားလုပ်ပါမယ်ပြက်ပြက်သားသားလုပ်ပါမယ်ကိုလန်းကိုကိုရွေးပါအဲ့တော့ခင်ဗျားတို့ကြည့်လိုက်ပါအကြမ်းဖက်အုပ်စုတွေကအကြမ်းဖက်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကခင်ဗျားတို့အသုံးချတယ်ခင်ဗျားတို့ကိုအသုံးချတယ်ကျွန်တော်တို့ဆုံးရှုံးသွားတာကနံပါတ်1ကျွန်တော်နိုင်ငံရဲ့တယံဇာတာတွေများစွာဆုံးရှုံးတယ်ဒါကောင်လေးတနေရာရပြီဆိုရင်တယံဇာတာတွေရတဲ့နည်းနဲ့ခိုးထုတ်တယ်သူ့ဘာမရလို့ပေါက်ကွဲသူ့ဘာမရလို့ပေါက်ကွဲနေတာခင်ဗျားတို့အဝေးမသွားတဲ့စင်ကူးတို့အမှတပေချင်းတို့မိုးကုတ်ပေါ်မှာခင်ဗျားတို့တွေ့ရပါလိမ့်မယ်
လက်ရှိလည်းခင်ဗျာ MMD တို့ဆိုလဲကျွန်တော်တို့အမှဒီချောင်းတွေလေတွေအားစားရွှေတွေကျင်းနေတယ်ရွှေတွေတူးနေတယ်ပြီးရင်ကျွန်တော်တို့ဗမာတိုင်းသားတွေရဲ့အမွေနှစ်တွေကျွန်တော်တို့ဆုံးရှုံးခဲ့ရတယ်တော့ဒီအဖွဲ့တွေကကျွန်တော်တို့တနေရာစီးမိပြီးတော့ဖုံးကြောင်းမီတာရှို့ပလိုက်ပြီသူတို့မီးရှို့တာ3နေရာရှိတယ်နံပါတ်1ဖုံးကြောင်းနံပါတ်2စာတင်ကြောင်းနံပါတ်3ဆေးရုံဆေးကန်တွေမီးရှို့တယ်ခင်ဗျားတို့တွေ့ပါလိမ့်မယ်ကျွန်တော်လည်းသွားခဲ့တာပဲရှမ်းပြည်နယ်မြောက်ပိုင်းတကွယ်မှစီသွားခဲ့တာပဲတနေရာရပြီဆိုအဲ့ဒီမှာရှိတဲ့ဆေးရုံသုံးပစ္စည်းအကုန်ခိုးသွားတာပဲဘန်တွေဖောက်သွားတယ်ခင်ဗျားတို့ကိုယ်တိုင်လည်းပါတာပဲခင်ဗျားတို့ကိုယ်တိုင်ခင်ဗျားတို့ရဲ့ရှေ့မှာလည်းလုပ်နေကြတာပဲအဲ့တော့ဒီအကြမ်းဖက်အုပ်စုတွေရဲ့ခိုင်းစီမှုကြောင့်ခင်ဗျားတို့လိုက်ပါလှုပ်ဆောင်ရတယ်စိတ်ပါလို့ဖြစ်စေစိတ်မပါလို့ဖြစ်စေဘယ်လိုပဲဖြစ်ခင်ဗျားတို့ပါတယ်ပါခဲ့တယ်အဲ့တော့တိုင်းပြည်တရားစာသားတွေများစွာဆုံးရှုံးတယ်နောက်ထပ်ဆုံးရှုံးတာကကျွန်တော်ဗမာတိုင်းသားတွေရဲ့ခင်ဗျားတို့ရဲ့ကိုယ်လက်အင်္ဂါအသက်တွေဆုံးရှုံးရတယ်ခင်ဗျားတို့ကိုမြောက်ပေးတဲ့သူတွေကခင်ဗျားတို့နဲ့အတူတသားတည်းရှိနေတာမဟုတ်ဘူးပြည်ပမှာခင်ဗျာအဲကွန်ကန်ထဲမှာခင်ဗျာ Facebook လေးတင် TikTok လေးတင်ပြီးတော့ခင်ဗျားတို့မြောက်ပေးနေတာဒီကြားထဲမှာခင်ဗျားတို့သေသွားပြီခြေလက်ပြတ်သွားပြီဆို1နဲ့ချောင်းအလေးနီပြပါရောမန်ဟို Facebook ပေါ်နေထိုင်လို့နေတာခင်ဗျားတို့အဲ့လိုက်ကြည့်ပြီးတော့ဒီလိုဖြစ်နေပါလားဖြစ်တာအော်မှာ Facebook ကထိုင်လို့သေးတယ်မင်းတို့ဘာကအောက်မှာသေသွားတဲ့စစ်ခွေးတို့တကောင်မှ Facebook မပြောနဲ့အတိမကုံမပြူတာအင်းနေဝင်ပြောခဲ့သလိုပဲအောက်မှာစစ်ခွေးမကုံတို့ဘုံမူကြီးစင်ကြီးတွားသွားရင်တော့မင်းအောင်နိုင်တကောင်စားမပြတ်ဘူးဆိုတော့တွေ့ရှိမှလည်းဖြစ်ပါတယ်ဟုတ်တယ်ဗျာအဲ့ဒီကိုကျော်စိုးဦးတော့ခင်ဗျားလည်းတော်တော်တလွဲပြောတဲ့လူဗျာခင်ဗျာဟိုလာဖားရင်လည်းကြည့်ပြီးတော့လည်းဖားအောင်ခင်ဗျာနော်ကိုကျော်စိုးဦးနော်ခင်ဗျာတမတော်ဖားရင်လည်းကြည့်ပြီးဖားအောင်နောက်တဲ့တင်ပုံအနေနဲ့ကတော့မင်းအောင်နိုင်တကောင်အခုဆိုရင်တော့သူ့ရဲ့နေပြီးတော့မှပြုလုပ်မဲ့အဆောက်အုံကြီးကြားထဲမှာသူ့ရဲ့ရုပ်ထူကြီးပါထုပြီးတော့ဒီသားကိုကြတော့မပုံစံလုပ်နေတာတွေ့နေရပါတယ်မင်းအောင်နိုင်ရုပ်ထူကြီးထုပြီးတော့ဒီတရားချီမတ်ပတ်သက်ပြီးတော့ကိုဖေထားကောက်ပါပြောလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာဖြစ်တဲ့အတွက်အားလုံးကကြည့်တဲ့ကြိုးလိုက်မျိုးတွေအားလုံးကကျွန်တော်ကြည့်သွားလို့ရပါတယ်ဗျာမြန်မာတက္ကရာ1388ခုနှစ်နေုံလပါခင်ဗျခရစ်နှစ်အားဖြင့်2026ခုနှစ်မေလပါခင်ဗျရာသီဥတုကတော့မုတ်တုံမိုးကြောင့်ကျွန်တော်တို့တွေမိုးနှငယ်ရွာသွန်းနေတဲ့အခြေအနေကြုံကြရပါတယ်ခင်ဗျာတော်လန်မိဘပြည်သူပေါင်းနဲ့တော်လန်ရဲဘော်အပေါင်းကံကောင်းကြပါစေလို့ကျွန်တော်ကိုဗေဒါစုမုံကောင်းတောင်းရင်တာနေဒီတစ်ပတ်မှာတော့သမရာယူကြီးနဲ့သူ့ရဲ့ကျွန်ယူတွေအတွက်ဘေးရင်ရရကျွန်တော်တွက်ချက်ပေးမှာဖြစ်ပါတယ်ဗျာစပြူဒီပါလက်ရတောင်ညွန်းဩဘာနမိတ်ထွန်းခဲ့တဲ့ကျွန်းမှာဗျကိုထီးကိုနန်းကိုကြံငန်းနဲ့နေခဲ့ရတဲ့မြန်မာပြည်မှာခေတ်ဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ဘယင်တွေသမရတွေအာနာယူခဲ့လို့သာပြည်သူတွေအခုချိန်ထိတောက်လျှောက်ဒုက္ခရောက်နေကြရတာပါပဲဗျာအခုလက်ရှိမြန်မာပြည်မှာလည်းပြည်သူတွေကတော့မြောက်တဲ့ဂိုင်းလွတ်နေတဲ့သမရာယူကြီးရဲ့အခြေအနေကိုစောင့်ကြည့်ကြရမှာဖြစ်ပါတယ်ဗျာပြည်သူသားမိပြည်သူသားအဖလို့ကာဂျိုယူကြီးကပြောပြီးတော့လေရင်တွေကိုအုပ်စုဖွဲ့ပြီးဘုံကျဲနေတဲ့ဒဏ်ကိုအလူအလဲပြည်သူတွေခံနေကြရပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့တိုင်းရင်းသားနယ်မြေတွေမှာအထူးသဖြင့်ကြေးရွာတွေမှာနေသတိစားသတိသွားသတိလာသတိအမြဲတမ်းသတိရှိကြဖို့ကျွန်တော်မှားခြင်းပါတယ်ဗျာကဲအဲ့ဒီတော့ပထမဦးဆုံးအနေနဲ့ခေါင်းရဲ့သားသမီးသမရာယူကြီးနဲ့သူ့ရဲ့ကျွန်ယူတွေရဲ့ခုနှစ်နှစ်နံတွေကိုကျွန်တော်ဗီဒီယိုတွေစတင်တွက်ချက်ပေးမှာဖြစ်ပါတယ်ဗျာပထမဆုံးအနေနဲ့အခရာတနင်္ဂနွေသားသမီးတွေအကြောင်းကျွန်တော်တို့တွေတွက်ချက်ကြည့်ကြရအောင်ပါဗျာနေရာတကာမှာလောက်ွက်အစုံနဲ့အောင်ပြေစုံတို့ကကောင်းစားနေတဲ့အချိန်အေးနေဝင်နေရွက်တူကတော့အာဆီယံကထွက်ဖို့အတင်းကိုဇွတ်ပြောဆိုနေပါတယ်ဗျာအဲ့ဒီအချိန်အေးမောင်နဲ့အောင်မင်းကတော့အခုချိန်ဒီအပြိုင်ငင်းခုန်နေကြတော့မှာပဲဗျာရေရယာအနေနဲ့အေးနေဝင်နေရွက်တူခြေတူအောင်နေပြည်တော်တပတ်ရှောက်ခိုင်းလိုက်ပါဗျာဒါမှလည်းသူကနေရွက်တူယူနေမှုခြေတူပြီးတော့အာညောင်းပြီးငြိမ်သွားပါလိမ့်မယ်ဗျာဆက်လက်ပြီးကျွန်တော်တို့တွေဒလင်းလာသားသမီးတွေကြောင်းတွက်ချက်ကြည့်ကြရအောင်ပါဗျာပြင်ဦးလွင်ပွဲကောက်ရေတကွန်မှာချစ်လင်သမရာယူကြီးနဲ့အတူတူခဲကောက်တိုင်းစော့ခဲ့တဲ့ကျူအာကတော့ LVA ကြီးကိုကိုင်းပြီးရေတကွန်ထိတ်မှာဓာတ်ပုံအရိုက်ခံနေပါတယ်ဗျာဒါကိုမြင်နေတဲ့ခင်ရီနဲ့ကိုကြီးတို့ကတော့ဟာတိုက်ပြီးတော့လောင်ပြောင်ရေမောနေပါတယ်ဗျာကြီးကမှယူထားတဲ့လင်မယားဆိုပြီးတော့ကဲရရအနေနဲ့ကျူအာရေကူးမယ်ဆိုလို့ရှိရင်ချစ်လင်ဂျဘူးကိုဘောဝင်းမော်တင်ပြီးရေကူးလိုက်ပါဗျာအဲ့လိုမှမဟုတ်လို့ရှိရင်လက်ကလေးပက်လက်လှန်ထားသလိုရက်ကန်ဖြစ်နေမှာဆိုလို့ဖြစ်ပါတယ်ဗျာဆက်လက်ပြီးတော့အင်္ဂါသားသမီးတွေကြောင်းကျွန်တော်တို့တွေတွက်ချက်ကြည့်ကြရအောင်ပါဗျာ
ကဲသူတို့အဘဘာဘူးတမရာယူကြီးရဲ့အကြိုက်ခေါင်းညှိန်ပြီးတော့လှုပ်ဆောင်နေရတဲ့ပုတ်တင်ညိုပေါ့ဗျာအပူပြောတဲ့ညိုစောကတော့ဘာဘူးရဲ့အကြိုက်မြေအောက်အဝီစည်းထိစီမံကိန်းကိုဆက်လက်တူးနေပါတယ်ဗျာဒါကိုပြိုင်ဘက်ဖြစ်တဲ့ drone ဆိုဝင်းကြီးဒူးကျုပ်ဆိုဝင်းကြီးအပေကန်ကောင်စီဥက္ကဋ္ဌကြီးကတော့ပိုပြီးမြန်မြန်ရအောင်သူကလည်းရေလောင်းပေးနေပါတယ်ဗျာမြန်မြန်ဝီစည်းရအောင်နားအေးရောပေါ့ဗျာကဲရေရရာအနေနဲ့ညိုစောကြီးရေအပူမပြောဘဲနဲ့ငရဲမင်းသိအောင်ကြိုတင်ကဘိုးကင်းသာလှုပ်ထားလိုက်ပါဗျာမကြာခင်ငရဲပြည်ကိုရောက်ပါလိမ့်မယ်လေဗျာဆက်လက်ပြီးတော့ကျွန်တော်တို့တွေဗုဒ္ဓဟူသားသမီးတွေအကြောင်းတွေ့ချက်ကြည့်ကြရအောင်ပါဗျာအာဆီယံခဏတက်ခွင့်ရတာကိုပရိပရာစကားတွေအယူချီပန်းစကားတွေပေါ့ဗျာတခင်အားရကျွန်ပါဝစကားတွေပြောလာတဲ့ကာကျုပ်အစ်စ်ယူကြီးရဲဝင်းဦးကိုတော့ရာပြေးကစောင့်ကြည့်နေပါတယ်ဗျာဘယ်လောက်ထိဖားမလဲဆိုတဲ့အကြောင်းပေါ့ဗျာတစ်ဖက်မှာလဲဘူးလက်လှဆွေကြီးကတော့ပလိုမီနန်ကြီးလူးပြီးတော့လေကြီးလေနေတဲ့စကားတွေများပြောလို့ကိုမဝသေးပါဘူးဗျာအခုချိန်นี้ line မော်တက်ပြီးပရိပရာစကားတွေနဲ့ထပ်ပြောနေပါတယ်ဗျာရရအနေနဲ့ဘူးလက်လှဆွေကြီးကြော်မျိုးမင်းကိုနိုင်အောင်များဖားနီးတာတင်ထားပါဗျာကြော်မျိုးမင်းလုံးမဖားတတ်ဘူးဆိုရင်ကတော့ရှုံးပါလိမ့်မယ်လေဗျာဆက်လက်ပြီးတော့ဂျာတပရိသားသမီးတွေအကြောင်းတွေ့ချက်ကြည့်ကြရအောင်ပါဗျာခေါင်းကြီးအလှပောက်ကိုတော်ကရွှေလိပ်ပြာဟိုတယ်မှာပုံပြီးတော့လိုင်းပေါ်မှာတောင်ပြောမြောက်ပြောနေတဲ့အချိန်ကဲဘာဘူးမအားလာတမရာယူကြီးကတော့အပေကန်ကောင်စီရုံးဖွင့်ပွဲကိုတေချာကိုပယ်ထားလိုက်ပြီးမတက်လိုက်ပါဘူးဗျာပွဲကောက်ရေတကွန်မှာပဲသူ့ရဲ့ချစ်ကျူလေးနဲ့ပွဲကောက်ရေတကွန်မှာခဲကောက်နေပါတယ်ဗျာဒါကိုသိနေတဲ့ပီပီချမ်းကလည်းမိထီလာကံမှာသူလည်းအားကြမကန်ဖားကောက်ဖို့လုပ်နေပါတယ်လေဗျာကဲပီပီချမ်းရေရရာအနေနဲ့မိထီလာကံမာကြီးပဲဖားကောက်မနေပါနဲ့ဗျာမန္တလေးကိုသွားပြီးကြုံကြည့်လိုက်ပါဗျာဆက်လက်ပြီးတော့တောက်ကြသားသမီးတွေအကြောင်းတွဲချက်ကြည့်ကြရအောင်ပါဗျာအပြာရောင်ပါတီဥက္ကဋ္ဌကြီးတက်ခံကဘယ်မှာလဲဘယ်မလဲဆိုပြီးမီဒီယာတွေကလိုက်ပြီးတော့မေးနေတဲ့အချိန်ထုံးစံအတိုင်းလော်ဘီသဇင်ဦးနဲ့ကဲရေးမွားတဲ့တီတာဦးရီကတော့ချိန်မွဲတွေနဲ့အလုရှုပ်နေပါတယ်ဗျာအမြဲတမ်းသူတို့ကလည်းချိန်ပြီးချနေကြတာကိုရရအနေနဲ့သဇင်ဦးနဲ့တီတာဦးရေအပြင်မှာချိန်မလားအတွင်းမှာချိန်မလားဆိုပြီး fighting blade စ조사ကြပါဆိုပြီးတော့တောက်လျှောက်တာချိန်မွဲတွေလှုပ်လိုက်ကြပါဗျာအောင်တွေ့ကြတယ်ပဲကိုပီတာကတော့ရှင်ဝေတဲ့စကလုံးနေနဲ့လက်ရှိအခြေအနေတွေကိုထောက်ပြပြောဆိုပါတယ်နမရီအားလုံးဒီဗီဒီယိုနဲ့ဆုံးသက်လိုက်ပါတယ်နောက်ထပ်ပြီးတော့နောက်တဲ့တင်ပြဖြစ်တဲ့ကျွန်တော်ရဲ့ Google Drone Channel လေးကို like and subscribe ဘေးရခုံနေတာချင်းတက်လာကြဗီဒီယိုတွေအားလုံးရှင်းနာဆုံးရဖြစ်ပါတယ်နမရီအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်